မြေတို့ဘိုက်အောင်ဘိုက်ကဲဖြစ်ပြီးလေထိုးနေလားဂျင်းလေးကိုပပလှီးရင်နွေးတဲ့စိန်တောက်လိုက်ပါဆေးတောက်စရာမလိုပဲဘိုက်ထဲကလေတွေအကုန်ထွက်သွားမှာကွယ်ဓာတ်ရှက်တာပွန့်ပဲ့တာဖြစ်ရင်နနွေးမုံလေးကိုရေနဲ့နဲ့ဖြော်ပြီးတို့ပေးလိုက်ပါသူကတဘာဝပိုးသက်ဆေးမို့အနာကိုမြန်မြန်ခြောက်စေပြီးပိုးမဝင်အောင်ကာကွယ်ပေးတယ်နော်သွေးတို့တက်တဲ့မြေတို့အတွက်ကြက်သွန်ဖြူကအကောင်းဆုံးပဲမနက်ခင်းမှာတစ်ချက်လောက်ဝါးစားပေးရင်သွေးလေပေါင်မှုကောင်းပြီးသွေးတို့ကျစေတယ်မြေတို့ရေညဘက်ချောင်းဆိုးလို့အိမ်မရဖြစ်နေရင်ပြားရည်တစွန်းကိုတမ်ပရာရီလေးနဲ့ရောတောက်လိုက်ပါလေချောင်းတွေကရားရံနာတွေပျောက်ပြီးနှစ်ချိုက်အိပ်ပျော်သွားမှာပါလေချောင်းနာနေလားစားရည်နွေးလေးနဲ့တစ်နေ့3ချိန်လောက်အားလုပ်ခြင်းပေးပါဘက်တရီးယားတွေကိုတတ်ပေးလို့လေချောင်းနာတာချက်ချင်းတက်တာသွားလိမ့်မယ်ခဏဖျားနာတတ်ရင်ဗီတာမင်စီကျွယ်ဝတဲ့တမ်ပရာရီကိုနေ့တိုင်းတောက်ပေးပါယောဂတွေကိုတိုက်ထုတ်ပေးတဲ့တဘာဝကိုခံအားကိုရစေမှာပေါ့မြေတို့ရဲ့အဖျားတက်နေရင်ကြက်သွန်တွေကိုပပလှီးပြီးခြေပွားမှာကတ်ခြေအိတ်ဆွတ်ထားလိုက်ပါသူကအပူကိုစုပ်ယူပေးလို့ကိုအပူချိန်မြန်ကျလာလိမ့်မယ်မြေတို့ရေနှာဆေးပြီးနှာခေါင်းပိတ်နေရင်ဟင်းခါတဲ့ငရုတ်ကောင်းခတ်တောက်လိုက်ပါကိုရင်းအပူကိုပေးစွမ်းပြီးအေးမိတာကိုအမြန်ဆုံးနှိမ်နှင်းပေးနိုင်တာဖွားတို့ရဲ့အစွမ်းပေါ့သွားကြိုက်လို့អော်နေရရင်လေးညင်းပွင့်လေးကိုကြိုက်ထားလိုက်ပါသူ့မှာပါတဲ့အဆီကနာကျင်မှုကိုထုံသွားစေပြီးချက်ချင်းတက်တာစေတာကွယ်မိဖို့ချောင်းထဲမှာတင်ဆေးသက်တာရှိနေတာမြေတို့မသိခဲ့ဘူးမလားဒီတဘာဝဆေးနီးလေးတွေနဲ့အားလုံးကျန်းမာကြပါစေမြေတို့ရေ